ကြီးမရှိပါမရှိနဲ့သိခတ်တာပဲကွာကို့မှာမရှိတဲ့ခါဘယ်ကားမှတပြားတစ်ချံရတာဘူးဆရာကြီးကျွန်တော်ပြောလို့တာလုပ်ပါလူတန်းလူတိုက်တန်းတိုက်ဆရာကြီးချမ်းသာကြွယ်ဝတဲ့တုန်းကပေါက်တစ်ဆက်ဆံနေတဲ့လူတွေကလည်းအခုဗိုက်ကြတဲ့ခါမှာတပြားတစ်ချက်မှဘယ်သူမှမလာပေးတာမို့ဆရာကြီးချမ်းသာကြွယ်ဝတဲ့တုန်းကညာသားတဲ့လူတွေကပေါ်တယ်အရင်ကရှိတဲ့ပစ္စည်းတွေကလည်းလူတွေခါတာမဟုတ်လားဒီကွာစိတ်ရှုပ်ပါတယ်ငါလည်းဘာလို့မှမမသိဘူးကျွန်တော်ပြောဆိုလို့လားလုပ်ပါဆရာရဲ့သမင်းဖို့ပဲရရဈေးပဲရရကားသွားကားလာတွေကိုကြည့်ပြီးတော့နှံလိုက်ရအောင်ဆရာရဲ့ငါနဲ့မဖြစ်ပါဘူးကွာဒါမျိုးဆိုတာမိုင်းနိုင်မှနေရကြတာကွာဘာဖြစ်လို့မဖြစ်အောင်ပါလဲဆရာကြီးအလိုအလေးပါကားစီတော့လာပြီဆရာအပေါ်ပါဆရာဟေးတော်နှံပြရမယ်ဆရာကြီးတက်သူကဒီပါခင်ဗျာရမ်းလို့နှံပါဆရာဟမ်ဒီခါတောင်းရောက်လာနေတော့ဈေးရတော်နှံပါဆရာတော်နှံပါဆရာဟေးဘာကိစ္စလဲကွာဟေးဒီနေတော့မလုံးနဲ့ပြေးသွားမယ်ဟမ်ဦးသိမခင်ဗျားနဲ့မှလာကျုံနေတာဟုတ်ဆဲကျုံမှတ်မိသေးအရှင်းသိလိုက်တာဗျာဟမ်မောင်းနေမှာလားအလွဲမထင်ပါနဲ့ကွာမင်းပစ္စည်းတွေကမတရားသိမ်းတာမဟုတ်ပါဘူးကွာခင်ဗျားကျုပ်ကဘာမှမပြောနဲ့ကျုပ်ပစ္စည်းတွေမတရားလုပ်တယ်လူဟမ်သိပြီတော့ချင်းထားရင်လွယ်ဦးမယ်ဗျာခင်ဗျားနဲ့ကျုံနေတာဟမ်ပြောကျုပ်စာကျုပ်တွေရောအေးလဲချောင်းမြောက်ခင်ဗျာပြန်ပေးမပေးဘူးလားဟမ်ကျုပ်ဒီလောက်တိဒုက္ခဖြစ်အောင်လုပ်တဲ့လူတယောက်ကခင်ဗျာဗျာဟမ်မဟုတ်ပါဘူးကွာငါလည်းအခုပစ္စည်းတွေရှော့ကုန်ပါပြီဒီကားတော့ငါစီလာပါတယ်ရှင်းလိုက်တာဆရာရဲ့ကြားရတယ်လောက်တာလောက်လို့ကွာဟမ်ဘယ်လိုလဲကဲပြီးတော့ပါသားပေါ်ပြောမဖြစ်ဘူးလားပြေးတထေဦးသိန်းကိုတပြီးကနတ်ကိုယူသွားတဲ့သတင်းအစုံသိချင်ရင်ယနေ့သတင်းစာမှာကြည့်ပါရန်ကုန်သွားပြီးတော့ရှောင်းရင်းတင်းရင်းနဲ့ကြာပန်းကြည့်လောက်ကင်စားဖို့ဈေးလုံးနေတယ်ကွာသိခက်နေဘာခဲရမှာလဲဆရာရဲ့ဖိုးတိုက်ဝေရစို့လူတောင်တက်လာခဲ့မိသေးတာပဲမထုတော့ပါဘူးရဲမိဖြစ်ဗျာထပါဆရာရဲ့ဒီတစ်ခါတော့ကျွန်တော်တောင်းပါပါလေနေဖို့ခဲရနဲ့အခြေတောင်ဖြစ်နေပါတယ်ကိုကြီးရဲ့ရှိတဲ့လက်ဝက်လက်စားကလေးနဲ့ဟားလုံနေရတာ
မယုံရင်တအိမ်လုံးအနှောင်ဝင်းရှာကြည့်ပါစီးပွားပြက်လို့ယူမလို့လို့တော့ဖြစ်နေတော့အကူကြီးတို့ကလူချင်းနေဆိုရင်လည်းပေးရမှာပါပဲကျမတို့ကအမတန်ဆိုးနေပါတယ်အကူကြီးရဲ့တနာလဲတနာပါတို့ပေမဲ့လို့အမာကြီးမှာရှိတဲ့ပစ္စည်းတွေပေးလိုက်ပါခင်ဗျာသိလည်းမများပါဘူးဟေးနေပါစေကွာမလို့ခြင်းဘူးဒီအားကိုအမဲ့တဲ့မိမတွေရဲ့ပစ္စည်းစားလို့မိမမဟုတ်ပါဘူးကွာကျွန်တော်တခုတော့တောင်းပါနေတယ်ကျွန်တော်တို့လည်းခရီးသွားရင်ပိုက်ဆံပြတ်တယ်ငွေ30လောက်တော့မစားရဒီငွေ30ဖြစ်ရင်ပေးနိုင်ကြပါလေဒီလိုတောင်းတာလဲပြီးသွားရင်ပိုက်ဆံပြတ်နေတယ်တောင်းတာ30မကပါဘူးရှင်ပေးပါမယ်အခုလိုခရီးသွားတော့ဒုက္ခဖြစ်လာတယ်ကျမလက်ကောက်ပြန်ယူရပါ150တောင်းပါတယ်ရော့ပါရှင်ယူပါရော့ပါရှင်ယူပါမယူရပါဘူးခင်ဗျာကျွန်တော်လည်းစီးပွားပြက်လာတဲ့လူမလို့ကိုချင်းစားပါတယ်ရန်ကုန်သွားဖို့စီငွေ30ရရင်တော့ပါမလေးဖျားဖြစ်မယ်ငါတူရဲ့ဒီလိုသူတော်ကောင်းစိတ်ထားတာရှားပါတယ်မောင်ရဲ့အေးနေပါဦးငါမာကမလာတယ်ဟောရဝင်နေတယ်ငါတူယူတော့တော့ဖြစ်လေမင်းကိုရှစ်တောင်းခွဲချင်ပါသေးတယ်မောင်ကြီးသားရဲ့အတော်ကလည်းရှစ်ခုမနေပါနဲ့မဟုတ်တာယူလိုက်ဒီမှာတော့ပလစ်ကိုတိုင်လာတော်လာလုံးမနေနဲ့နော်မကျင်နိုင်ရင်ပိုက်ဆံပြန်ယူထားလိုက်အမလေးမောင်ရဲ့ယူပါပလိတ်တိုင်းကိုနေသားအတော်ကလေမနဲ့စာထမေတောင်ကျွေးလိုက်ချင်ပါသေးတယ်မဟုတ်တာပြောခဲ့လို့ရှိရင်လေလှူသမျှတန်းသမျှမရပဲရှိရပါသေးရဲ့ဝေးသိဝေးနဲ့အားမရပါသေးရဲ့ဘသူကိုမှနေသားတောင်မှမတိမ်ပါဘူးမောက်ကြားခဲ့လို့ရှိရင်လေအတော်ကဟောလာဖတ်လဲပါမောင်ရဲ့ကျွန်တော်သွားလိုက်ပါဦးမယ်နော်ဓမြမှုအနုချမ်းစီးမှုတွေသတင်းစာတွေမှာသိပ်ပါနေတာပဲအများကြီးကိုချစ်တာအခွင့်တလားမယူလို့ရှိရင်ခေါင်းရှုံအလုပ်များနေမှာတွေးမိလို့ဒါဖြင့်ညလည်းကံကောင်းတာပေါ့ဟင်ဘာကံကောင်းတာလဲအများကြီးကိုချစ်အစင်းလေးရောက်လာတာညတို့မင်္ဂလာဆောင်မှုရဲ့ကမ်းမနိုင်တာပေါ့ညမပြောနဲ့ညတို့မမေကတော့မှသိဝင်းပါလားဒါနဲ့ရွှေစာတော်ဘုရားမှာတစ္ဆာဆိုပြအောင်လို့ဆိုနေပါဦးမြရဲ့တစ္ဆာဆိုပြစီချင်တာကကိုချစ်ကိုမယုံကြည်လို့လားမိမဆိုတာမျိုးဟာတွေးပြီးပူရတာမျိုးပဲကိုချစ်ကကိုချစ်ဟာညကိုအသက်ပေးပြီးချစ်တယ်ဆိုတာအခုနေပြောနေရတော့ဝါရောများတဲ့လူနဲ့တူးနေမှာပဲဒီမှာကြည်စမ်းမြကိုချစ်မျက်စီထဲမှာလေညကပြောရင်တခြားကမိမချောမိမလှလေးတွေချောတယ်လှတယ်လို့ကိုမထင်ဘူးကိုချစ်ထင်းနေတာဖြစ်တယ်ညမျက်နှာကိုမြင်ရတိုင်း
မနဲ့နေထွက်စာနှင်းပေါက်ကလေးတွေခါနေတဲ့စပယ်ပန်းပါလေကောင်းပွင့်စပယ်ပန်းလေးကိုကြီးနေရတယ်လို့ပဲ တဲစားတဲ့ဆိုပါကလားတော့သာပြောလိုက်ခြင်းတော့လေယောက်ျားများကဒီလိုများလွတ်အောင်ပြောလိုက်မိန်းမများကပီတိကိုဖြည့်လို့ ဘာလို့အော်ကိုဘာလို့ထိုင်ရလေကိုတင်မပါလာပါထိုင်ဘောထိုင်ရပါဘာဆန်းလို့နေရလဲခင်ဗျားတို့ကထိုင်ခင်းပါထိုင်တို့ဆရာကြီးကခိုင်းဖို့စေဖို့ဒီစငယ်မလေးကိုခေါ်လာတာပဲကွယ်နာမည်ပဲနဲ့ခေါ်လား ကျမနာမည်မတောင်းလို့ခေါ်ပါတယ်ကရင်လိုနားပုံခေါ်ပါတယ် ဓမ္မလူမတ်တောင်းကရင်လူနမ်ပူတို့တော့ဆရာကြီးကိုအားကိုးလို့ဒီလုံမာလေးကိုခေါ်လာတာပဲကွယ်ကျုပ်လုံငန်းလည်းခင်ဗျအတိသားမဟုတ်လားဗျဒုက္ခနဲ့ကျုပ်နဲ့နှစ်ယောက်တည်းနေတာကရှိတယ်ဘဝင်းတောင်းမှုမငါဘူးအတွင်းရဲ့ကိစ္စအပြင်းပြီးသွားမှကျုပ်အမှန်တန်စိုးရင်ဗျ တို့ဆရာကြီးဒုက္ခဖြစ်ဖို့ရတို့ဘာလုပ်မလဲ ဆရာကြီးအလုံးနဲ့ပတ်သက်ပြီးသူ့ကိုမသိစေရရင်ပြီးရောပေါ့ကွယ်မဟုတ်လားတနာစရာလေးပါဗျာခင်ဗျားတို့ရန်ကုန်မှာဘယ်သူအိမ်မှမထားခင်သိရင်ကျွန်တော်ရင်းမုံကြီးကိုပေးလိုက်နော်သူကတို့ဘုံအညုတ်ကူးစားနေတာကွာခံစရာရှိတော့တို့ကခံရစရာရှိတော့ तू ကတဝက်ခွဲယူပြီးတယ်ကြံတဲ့တဝက်မှာငါတို့ကရဘေးသွားခံနေမှာလေကွာတိုက်တဲ့ခိုက်တဲ့နေရာတော့အခါတလေသူကိုယ်တိုင်ပါခြင်းမပါတာခိုင်းလေကိုရမဘာလုပ်ချင်တယ်ပြောပါကျွန်တော်ကခင်ဗျားလူပဲသူ့မှာတော့တတိဖြစ်နေပြီတို့မှာသာသူ့အကြောင်းညာခံစားနေရတာခွဲမယ်ကွာမရဘူးကြိုက်တာလုပ်လေခုကောင်းလေးလာရင်ပေါင်ဆွဲသေးတာပေါ့ အမလီမလွတ်ကြသားမှာနဲ့လှမောင်လေးကဆရာကြီးလက်ဆွဲတော်ဆိုတာရှင်သိတယ်မဟုတ်လားဆရာကြီးသိသွားလို့ရှင်ဖေးတွေ့မယ်နော်ဆရာကြီးအကြောင်းကိုလည်းသိရသားနဲ့သိစိတ်ပြက်တာဗျာ အိုးမင်းငါမခံရင်းတဲ့စကားလာမပြောစမ်းပါနဲ့ကွာအရင်တော့ကတော့သူ့ကိုကြောက်နေရတာအခုမရဘူးနားလေလားပြန်မလှန်ရင်းလို့နေတာကွာဒီမှာသူတတိရှိတော့ငါလည်းရှိတာပဲတိတ်တိတ်ခိတ်တဲ့နေရာတွေလူတွေရစ်တဲ့နေရာတွေမှာအများကြီးငါကြီးပဲဘိုးလို့တက်ခဲ့ရတယ်မလားကွာသူကအင်ကနေပြီးအခန်းစားစီမံသလိုလိုတင်ညာပေးသလိုနဲ့ဗဇက်ကလေးတစ်ခုနဲ့ကြောသားနေတာဖိ ဒီကိစ္စမှာမလွယ်ဘူးနော်တော်နဲ့သူနဲ့အချင်းများမှာကိုကျုပ်သိပ်ပြီးစိတ်ပူတာပဲ ငါဖာရငါဒဇင်ခွဲတွေ့တယ်သူဘာတတ်နိုင်တာလဲငါမှာအကြောင်းပြတာလေအများကြီးပဲဟုတ်ကားပဲဟုတ်လားကွာတိတ်ရတဲ့ပစ္စည်းကိုညီတွေညီမမခွဲတာရဲ့တိတ်ရမှာအကျဉ်းကြကြလုံးလုံးတနက်ကိုကြည့်ရတဲ့အခါသူကတနက်ကိုအရန်သုံးနဲ့ဆိုးဆိုပြီးတော့ငါ့ကိုစူရဆဲတာလေအဲ့ဒီတော့ခက်ဘူးလားကွာဒီနေ့မနေ့ဆရာကြီးတစ်ခေါက်မှမလာသေးဘူးပေါ့ဘယ်ကိုရမှာသူလာရောဘာအကြောင်းထိုးမှလဲသူလာဩဇာပေးတော့နေရှိတာ ဒီလူလည်းမပြောနဲ့ဗျာတကယ်အရေးကြတော့ကိုကိုယ်တိုင်ရှေ့ဆောင်ကြီးတိုက်တယ်မဟုတ်လားဗျာပူမပါတဲ့အခါလဲသူ့အကြံဉာဏ်အစီအစဉ်တိုင်းကျုပ်တို့လှုပ်လို့အောင်ခဲ့တာကြီးပဲမဟုတ်လားဗျာဟမ်ဒီမုံခေါင်းဆောင်ဆိုပြီးတက်ခဲ့တာတော့အလကားလားကွာဘာမဟုတ်တဲ့မင်းကပါဇက်သမားတို့တော့ဘာချီကျူးနေလဲ တို့ကျုပ်တို့ကလည်းခမရတို့တတ်သိရှိလို့ဒီလိုလှုပ်ရှားကြတာပေါ့ဗျာအကယ်၍အကြောင်းကြီးငယ်ရှိခဲ့ရင်မင်းစိုးရာသာနဲ့ဆက်ဆံနိုင်တဲ့ဆရာကြီးတို့အကြီးချင်းမျိုးဘယ်ကောင်မှရှိလို့လဲ ကဲဗျာအင်ကြီးချင်းခွန့်နေကြပါနဲ့အချင်းချင်းပဲတိုင်တိုင်ပဲချစ်ချစ်ခင်ခင်နေကြမှာပေါ့ ဒီတော့တိုက်လို့ရတဲ့ငွေကိုတဝက်မီလို့ဘယ်ဖြစ်မလဲဗျာအားလုံးကလည်းကျင်းတတ်ကြမှာပေါ့ မင်းသိလူကောင်းပါလေအားလုံးမင်းရှာဘူးမင်းပြောတာလားဘာမကျင်းဘူးအသိကိုဟဲ့မယ်တာ
ငါဘုံလို့ တတိဘာဖြစ်ကြတာလဲတော့ကျုပ်ကပြေးကြတာပါပဲဟောဆရာကြီးဖတ်လာလားဒါဒီထိုင်နေကိုရမမကျင်းဘူးတဲ့သူကိုယ်တိုင်အသိခွဲပြီးဘောလုံးလို့တဲ့ဆရာကြီးရဲ့ယာမမင်းတော့ခက်တဲ့ကောင်ပဲကွာဟမ်ရှင်းတော့လည်းမင်းဘာမှလက်မြင်တဲ့ကောင်မဟုတ်ဘူးဟမ်မင်းတို့ငါ့ကိုတူ့လို့ဘာရမလဲကွာဟာတူ့လို့ခရုခုံရင်အိုင်ပြည့်ုံပဲဟဲ့ရှင်းတော့မျောမြင်နိုင်တဲ့လူတစ်ယောက်ကရှင်းဆောင်ပြတဲ့လမ်းကိုမင်းတို့မလိုက်ချင်ကြဘူးကွာဟမ်လမ်းခုလက်တင်မင်းတို့ကပုံကန်ရင်တဲ့အကောင်တွေကိုကွာဟမ်စမ်းညသေးတာပေါ့ကွာဟမ်စမ်းညသေးတာပေါ့ဘိုလ်လူကျင်တဲ့ဆိုတဲ့ကောင်အဲ့ဒီလိုပြစ်နိုင်မှာဘိုလ်လူနိုင်မှာကွာလေမင်းငါနဲ့ပြန်ပြစ်လို့လက်နင်းနေရင်မင်းအသက်တစ်ခါထွက်သွားမယ်ဟမ်ကိုလေးမသားမင်းငါနဲ့ပြန်ပြစ်ရဲ့ရောက်ပြစ်သားနဲ့ဟဲ့ရောဟာကွာလူဝါမင်းငါ့ကိုမပြည့်ရဲပါဘူးကွာဟမ်မင်းငါ့ကိုတကယ်မပြည့်ရဲတဲ့ကောင်နော်ဗျာမင်း boxing တော့ထိုးရင်မယ်ငါ့ကိုဟမ်မင်းငါ့ကိုထိုးနိုင်လို့ရှိရင်မင်းဘိုလ်လုပ်တော့ကောင်းမချမ်းလိုက်ဟဲ့ကောင်းမဟဲ့ကောင်းမဘယ်နဲ့လဲတော်မိန်သွားလားဟမ်ဆရာကြီးရဲ့သူ့မိုက်လို့ဒီလိုဖြစ်ရတာကျမလည်းအများကြီးစိတ်မကောင်းပါဘူးနောက်လည်းဒီလိုမဖြစ်အောင်ကျမလည်းပြောပါအောင်မယ်ဆရာကြီးရဲ့ကိုယ့်တပည့်တက်သားတွေပဲဆရာကြီးဆုံးမရင်လည်းခံရမှာပါပဲဆရာကြီးရဲ့နင်းယောက်ျားစိတ်မိုက်တယ်ဩဟဲ့ကောင်ထားလိုက်ကွာထိုင်မှာပေါ်ရထိုင်မှာတင်မိုက်တဲ့ကောင်ဆရာအကြောင်းလည်းသိတယ်မလားဟမ်ဘာဖြစ်လို့ဘူကြချင်းရလဲတပည့် come on second so hello ma'am come on get in boy hey လက်ချဘယ်နဲ့လဲဝဲလို့တော့မြဲခင်ဗျားလူကဒီကစားလုံးကြမှာတော့ပြီးသွားပြီကစားတာနဲ့တူနေအဲ့လည်းပြန်မအဖို့သိလိုက်တော့လည်းပုံထားသေးတယ်ဟမ်ကဲသိရပေါ့ကွာလိုက်ကြဦးအောင်တယ်ဘယ်နဲ့ကြည့်ရတာရေးကြည့်ပါဘယ်ကျွမ်းလို့လဲဦးအောင်တယ်ကျွန်တော်ကိစ္စတစ်ခုရှိနေတယ်ဦးမကြီးသွားလိုက်မှာကြာနော်နောက်မှတွေ့ကြပြီတော့
有多好看？哎，让我看看。哎呀，杨妈，我家我没这个回事。哎，杨妈，哎呀妈，没娘把钱了，哎，俺找你没老没，人家回来，哎呀，杨妈，正常啊，嘿。回来了，没有，你领了没有？杨妈，回来，嘿，回吧，回。咦哩，冇法子的我好，你都谈那个不离的考过，他嘛哪个？哎，你家父没有，他那个做啥呢？哎，好比。哎呀，我们来了，去！出去吧，哥，你们了，哎，还是我嘛，干嘛的？不讲对吗？啊？ငါဒီလိုဖြစ်လိမ့်မယ်ဆိုတာအထင်ကားပဲကွာဒီမရကိုရှေ့ကထားရင်ဖြစ်လိမ့်မယ်မှထင်တာနဲ့ငါတမင်ရှိကဝင်ခိုင်းလိုက်တာဒီခွေးမသားကိုတင်ဖက်ကန်ရရင်စိတ်ပြောင်းလို့ငါခဏခဏချင်းနေရတယ်ကွာဟမ်ကဲခုဘယ်နဲ့လောက်ကြဗျာဒီချန်ထဲမှာထောက်ပြပြလိုက်ရင်မကောင်းဘူးလားခဏမလုပ်ကြတယ်Hello, Uong Din. Bè lô chết chả là lẽ uống gì nhỉ? Nó biểu vào này là uống chết cả. Chứ nó phiền tay của tí sập đã vậy. Chứ nó chẳng nên mà đi tí đấy thì mà nhà tụi này ra rồi vậy. Tụi nó làm gì lên lòng đoạt thằng mà à? Hey, nó ông chạy nó ông chạy. Oh, không là. အဲ့ဒီတဲ့ခံကိုကိုလဲနေရတော့နော် I'm sorry ဘာဖြစ်တာလဲမမှန်ပြောတာကျွန်တော်ခုမပြောဘူးလို့ဆရာဘုံကြီးကိုအရင်ဖမ်းပါဦးဘိုးချုပ်ပါပဲကျွန်တော်ကတ်ကြတော့တော့ကျွန်တော်ပြောပါဘိုးအောင်ကျင်ဆိုတာဦးအောင်ကျင်လား
I'm sorry ကျုပ်ကိုစိတ်မရှိပါနဲ့နော်အလုပ်ဝတ်တရားတိုင်းလုပ်ရတာပါကပ်ကြတော့အမှန်တိုင်းဖြစ်စေကြတာပေါ့ကဲဥအောင်နဲ့ကပ်ကိုတစ်စိတ်ကြောက်ဟေးအလောင်းကိုဆေးရုံပို့လိုက်ဒီကောင်လေးအားလုံးကိုကပ်ကိုခေါ်သွားညရေခဏလာလာမဟဲ့အမေဘာများပါလိရင်းသားတွေကဖြင့်ကိုချစ်ကိုမျိုးမျိုးချီးကျူးနေကြတာပဲညမအလင်းခေါင်းစဉ်ကတော့ထူးချီးမွမ်းတိုက်တော့သုံးတော့ကြည့်ဥပချင်းတဲ့မြရဲ့ပြုတ်ဝတ်တော်သူစိုးအင်းကြီးကိုပြီးပြီတဲ့သူရိယတရင်သားကတော့ရဏအလင်းစိန်တိုက်ကိုလူချမ်းစီးစီးလူစိုးကိုင်းကြီးတစ်ခုလုံးနဲ့တပွားဘိုးလုတ်သူဘိုးအောင်တင်ကိုပါသုံးတော့ကြည့်ဥပချစ်ကအောင်ဩဘော်ရဖန်တီးလိုက်ခြင်းသိကံပြီးတရင်သားတွေကတော့ချီးကျူးနေကြတာပဲအများရဲ့ဒါတွေနဲ့ဝင့်တာပြီးတင်းတိမ်မနေနဲ့ဟိုကိုတော့ရဲ့ငါဆောင်ဖို့ကိစ္စကလည်းမင်းမင်းနဲ့တိုင်ပင်ရောက်မင်္ဂလာမဆောင်သေးပြီမယ်ဆောင်ပြီးတယ်လို့ဟောဒီမြနဲ့ရှင်းနေရပြန်တော့လေမေ့ပြီးတော့ပြောနေတော့တာဘောမြရဲ့မေ့နေလို့မရဘူးဆရာမင်္ဂလာမဆောင်ဝင်ကချစ်ချင်တိုင်းချစ်လို့မဖြစ်ဘူးဘာထိုးမှလည်းမြရဲ့ကိုချစ်ကိုမယုံကြည်လို့လားဟောတယ်လီဖုန်းလာနေပြီဟောလေဟောတော့ပါဘောအောင်တင်ကိုအမကပေးလို့မဖြစ်ဘူးထင်ပါတယ်မမကျွန်တော်မျိုးအခုလာခဲ့ပါမယ်ဟန်တဲ့အရာရှိမောင်ဘတ်ဖြစ်တဲ့ဘောကိုသိပြီးပါအမကပေးတယ်မပေးတယ်စဉ်းစားပြရတယ်ဝလုံးတော်အမေအားတော့နာပါရဲ့ပုံမှန်3လနှစ်မှကျူးလွန်တာမှမဟုတ်ဘူးပလိတ်ကအာမကမပေးနိုင်ဘူးလားအဲ့ဒီမောင်ဘတ်ဖြစ်ဦးအောင်နေဆိုရဲမဲ့ဘူးအောင်နေအမှုအတွက်အာမကရပါဘုလုံးတော်မများဘာပြောနေကြလဲအထီးရလူစိုးကိုကြီးတယောက်ဂုံပြည့်ကြည့်ကြီးလူတော်တယောက်ဖြစ်ဘုလုံးတော်မဲ့တာဝန်ပြီးစေချင်ဘူးအင်းမသာအရေးကြီးတဲ့ဘုတစ်ခုရှိနေပါလေလွန်ခဲ့တဲ့နှစ်လောက်ခြေမြို့ကတစ်ခေတ်ဥသိမ်းမောင်စတယ်တနတ်ကိုလူရဲ့အခုဒီကနတ်ကိုကျွန်တော်ပြောတဲ့ကျွန်တော်အမိထားပါတယ်ဒီကနတ်ကဘုရုရဲ့ထဲကမိတာလေဘောအောင်ပြည့်တဲ့ထဲကမိထားတာပါစိတ်တယ်ပြင်းနေမင်းငါဘာထင်လဲဟမ်ဟေးဘယ်လဲလာရကုန်ဝဲလာဒီနောက်မှာကုန်ထိုင်ဟေးသွားထိုင်ဘောင်းနေမှန်းသိကြရလားမလှုပ်နဲ့သိကုန်မယ်
သမီး ဘာလဲမင်းကငါနဲ့လက်ခဲ့ရမယ်ဘာအောင်မေးဘိုးအောင်တင်းနဲ့ဘိုးအောင်တင်းကွာပလိတ်ကိုကြောက်တဲ့လူဆုံးရမဟုတ်ဘူးဟမ်မင်းကောင်ငါ့ကိုအနှောက်အယှက်ပေးတယ်မင်းကောင်ကငါအနှောက်အယှက်ပေးမယ်ငါ့ကိုဒုက္ခပေးတဲ့လူကိုငါဒုက္ခပေးမယ်ကွာဟမ်ဟိုက်ဟေးရအောင်ညဘုံအောင်ငယ်ဇာနေရတီးနေအောင်ဆောက်ပြီးတော့ကျွန်တော်ဟိုကွာရှင်းမနေစမ်းပါနဲ့ငါသိပါတယ်ပါမလို့မဟုတ်ဘူးလားဟုတ်ဘာမှချစ်ငါသမီးလေးပါတော့လည်းထိတ်လိုက်ခဲ့သားမအောင်မောင်ရဒုက္ခပဲဗျာဒုက္ခပဲတိုက်ပါမောင်ရတိုက်ပါရှားရကိုယ်မဆိုင်ပါပဲဖြစ်ပါပဲဥပချစ်ဤဇနီးလောင်းကိုတရားကအဖြစ်ခေါ်သွားရခြင်းဖြစ်ပါသည်ပလိတ်မာနနှင့်ရန်ကုန်မြို့တွင်မြေကိုနှားရှာတော့တွေ့နိုင်မည်မဟုတ်ပါသွားပြီ goodbye ဘိုးအောင်တင်ဟေးဘယ်လိုလဲဒီခါနဲ့မရှိမှမသိဘူးဟန်တာခဏကြုံကြောင်းပြတယ်မလားဟမ်ဘာချစ်တစ်စိတ်ကလေးထိုင်စမ်းပါဦးကျွန်တော်ပြောစရာရှိလို့ပါဗျာထိုင်စမ်းပါI'm sorry, Bache. Really very sorry. ခမရဇနီးတယ်တော့ခမရတိတ်တွေ့ရှိမှာပဲဟဲ့ဒုက္ခဟောဒီဥပချေမင်းကတော့လောင်းပြင်ထုတ်ခဲ့တာဥပချေသာကျုပ်စီကသိမ်းထားတယ်တစ်ထည့်ဥသက်မောင်ရဲ့တင်တာမဟုတ်ပါလားဒီမှာထိုင်ပါခင်ဗျာထိုင်လေမမြောက်ထိုင်ပါလားဥပချေကျုပ်တခုပြောစမ်းမရသေးအားလုံးလူရဲ့မှုတွေတိုက်မှုတွေကျုပ်တယောက်တည်းတောင်းကျုပ်တပည့်တွေအားလုံးခင်ဗျားထွက်လိုက်ကျုပ်ဝတ်လုံငှားပြီးတော့ငွေနဲ့ပေါက်ကြမယ်ဟမ်ကျုပ်ကူသူနဲ့ကျုပ်ပြန်လာမလွတ်လို့ထောင်ကြပါရှင်သွားဟမ်ဘာအရေးကြီးတယ်ကျုပ်ဘယ်နဲ့လဲဥပချေစိတ်ကလေးတော့ဗမာပြည်မှာကျုပ်တယောက်ထက်တောက်တယ်ဆိုတဲ့စိတ်ကလေးလေအဲ့တော့ဒီရတော့ကျုံးနဲ့တုပ်ပြီးထက်ခေါ်တော့သင်္က
ချနေပါစေကွယ်ငါလက်ခုပ်ထဲရည်တယ်ပါမြန်မြန်တုတ်ပြီးခေါ်သွားဟုတ်ချင်ဒီမှာခင်ဗျားကိုကျွန်တော်တခုပြောချင်တယ်ခင်ဗျားလည်းအကျိုးရှိဖို့ကျွန်တော်လည်းအကျိုးရှိဖို့ကိစ္စပဲဗျာဒီကိစ္စခင်ဗျားတခုခင်ဗျားပြီးရင်ပြီးနိုင်တဲ့ကိစ္စပါဗျာဒီမှာခင်ဗျားကျုပ်စီကတိမ့်သွားတယ်ဦးသင်းမောင်ရဲ့တဏှာကျုပ်ကိုပြန်ပေးစေချင်တယ်ဘယ်နဲ့ဒီတဏှာပြန်ပေးရင်ဟောဒီမမြဝင်းကိုခင်ဗျားလက်အပ်လိုက်တဲ့အပြင်ကျုပ်ကခင်ဗျားတို့မင်္ဂလာဆောင်အတွက်ငွေ1000လက်ဖို့ဘယ်နဲ့အစိဥပချေပြောစမ်းပါဗျာခင်ဗျားကိုကျွန်တော်အများကြီးတောင်းပန်တယ်ဒီတနတ်တော့ခင်ဗျားပြန်ပေးဒီမှာခင်ဗျားမမြဝင်းကိုမချစ်ဘူးလားကြည့်လားဘယ်လိုတနာစရာကောင်းလဲဟမ်မဖြစ်နိုင်ပါဘူးဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဘတ်ချင်စဉ်းစားတော့လုပ်ပါဗျာနော်ခင်ဗျာစဉ်းစားပါဦးဗျာဒါဖြင့်ခင်ဗျာဇနီးလောင်းကိုခင်ဗျာစွန့်နိုင်တာပေါ့ဟမ်မမြဝင်းကိုခင်ဗျာတကယ်မချစ်ဘူးထင်တယ်ကျွန်တော်ဒီအမှုတစ်ခုတည်းအတွက်တောင်းပန်နေတာဘတ်ချင်မှန်တာပြောတာလူသားမှုဆိုတော့ကျွန်တော်လည်းမခံရဘူးဗျတခြားတိုင်မှုလူရဲမှုတွေကိုကျွန်တော်တယောက်တည်းခံမယ်တပည့်တွေလည်းဒုက္ခမဖြစ်စေခြင်းမူဘချေခင်ဗျစဉ်းစားစမ်းပါဦးများစဉ်းစားပါဦးမိတ်ဆွေချင်းတွေဗျကုညီတဲ့အချိန်မှာကုညီပါခင်ဗျဒီတနက်ကိုပြန်မပေးရင်တော့ခင်ဗျနဲ့မမြဝင်းနဲ့ကွဲမှာအမှန်ပဲဒီတနတ်အကြောင်းကိုဝန်ကြီးသိပြီးသားဖြစ်နေတယ်ကျုပ်ပါဒုက္ခဖြစ်သွားမှာပေါ့ဝင်းကြီးသိရောဘာဖြစ်တယ်လဲဗျခင်ဗျားတို့လက်ထက်မှာသက်သက်ကပစ္စည်းမရှိရင်ပြီးရောပေါ့ဝင်းကြီးမင်းရင်ဝင်းကြီးနဲ့ခင်ဗျားနဲ့တွေ့နေတော့ကျုပ်မမြဝင်းရောတနတ်ပါယူသွားတယ်မမြဝင်းပြန်လှလိုက်ပြီးတော့တနတ်တော့ပြန်မပေးတော့ဘူးတခါတည်းယူသွားတယ်ဆိုဘာတတ်နိုင်သေးလဲဗျာမဖြစ်နိုင်ပါဘူးဗျာမဖြစ်နိုင်ပါဘူးကျုပ်အလုပ်ဝတ္တရားကိုယူသေးရမယ်ဒီမှာဥပဒေခင်ဗျားကိုကျွန်တော်နောက်ဆုံးပြောခြင်းပဲဗျာအလုပ်ဝတ္တရားနဲ့ခင်ဗျားဇနီးလားယူမဲ့ပစ္စည်းတွေကိုတောင်းပေါ်မြင်မသိစားသွားဥပဒေအချင်းမရှိဘူးဗျာကျွန်တော်မဆိုင်နိုင်ဘူးခင်ဗျားမမြဝင်းတကယ်အသက်ပေးချင်မဲ့လူမဟုတ်ဘူးဗျမမြဝင်းကိုချစ်ပေမဲ့ကျုပ်အလုပ်ဝတ္တရားအတိုင်းမယူသေးပဲမဖြစ်နိုင်လို့ပါ။ All right ဥပချေကျုပ်ကလည်းကျုပ်ဝတ္တရားအတိုင်းလုပ်ရတော့မှာပေါ့နော်။ခင်ဗျားတို့တယောက်ယူမယ်ဆိုတာသိပြီလေ။ကျုပ်ကိုဒုက္ခပေးတယ်ကျုပ်တင်းကြီးမခံနိုင်ဘူး။ကျုပ်ကလည်းဓာတ်ချေရ။မမြဝင်းနဲ့ခင်ဗျားနဲ့꿰ပြီဒါပဲဗျာဒါပဲပြောမယ်ဘယ်တော့ညာတွေ့သူကညညချီခင်ဗျားတို့ကခင်ဗျားတို့ကြမ်းဖန်ပြီးသွားကြတာကျွန်တော်မရက်တယ်လို့တော့မဖြစ်ဘူးဗျာခင်ဗျားချစ်ချင်းလဲကျွန်တော်ကမခွဲခြင်းမဲနဲ့ခွဲရတော့
ခင်ဗျားတင်ထားမှာသဘောမှာထားပြီးခဲ့ပြီကဲမမြောက်ဟာလိုက်ခဲ့ပြီတော့ကျုပ်မခေါ်ပါလို့မဖြစ်တော့ဘူးည爸爸姐爸爸姐哎呀အဲ့ဒီကားဟာဘူအောင်တဲ့ကားလို့ယူကိုရင်ဒီဌာနကအကြောင်းကြားလိုက်တယ်ဟဲ့ဟုတ်လားဒါဖြင့်ပြေကိုလိုက်မှာပဲတော့အေးငါလိုက်မဟိအကိုကြီးရဲ့ကျမကိုပြန်ပို့ပါကျမကျေးဇူးပဲတော့မှမမေ့ပါဘူးကျမလည်းနေမကောင်းဘူးပါမပေါ့နိုင်ဘူးရှင်းရှင်းပြောတာမတော်လို့ကျုံနေတဲ့နေရာကိုခင်ဗျာသတင်းပေးနိုင်ရင်ဘယ်နဲ့လုပ်မလဲဗျကျမကိုတစ္ဆာကြီးတဲလို့ပါကိုကြီးရဲ့ကျမကိုယ်တိုင်ကလည်းဒီနေရာဟာဘယ်တော့မှမသိတာအမှားမှာပဲအဲ့ဗျာနောက်တစ်ကြည့်လို့တော့ဟုတ်လားတရားကြီးဘုံတော်ဥပကြီးပြေမရောက်နေတယ်တရားကြီးရဲ့ကျွန်တော်သတင်းစာဝယ်ရင်းနဲ့တွေ့ရတယ်နောက်ပြီးတော့တရားကြီးရုပ်ပုံနဲ့လည်းသူ့ငွေတစ်ထောင်းနဲ့ကြော်ညာထုတ်ထားတယ်အေးကွာဘာလောက်ကြပေါ့တို့နေရာကိုသူတို့သိအောင်ရှာတော့မတွေ့ဘူးဟေးမင်းငါ့ကိုစီးခဲ့ဘူးပါလားအားလုံးအပြည့်စုံပါပါလေတရားကြီးအကိုကြီးရဲ့ကျမကိုပြန်ပို့ပါတော့ဘောင်းလေးရဲ့ခိုင်းသားတွေကိုအပြစ်ပေးလိုက်ပြီဆိုပါဟမ်ကျုပ်တစ်ပတ်နဲ့ထောင်ချကုန်ပြီးပြပြီဒါခမည်းမောင်တော့အပြစ်ပဲသူ့ကိုကျုပ်ကလေးသားချင်မှာမို့ခမည်းကိုဘယ်နည်းနဲ့မှကျုပ်ပြန်မလွတ်နိုင်ဘူးခက်ခဲလားကြီးကျမနဲ့ဘာဆိုင်တယ်လဲကျမအပြစ်မှမဟုတ်ပဲထိုင်တာပေါ့ဗျာသူယူမဲ့မိမကျုပ်လက်ထဲရောက်နေတော့သူ့မှာဦးသက်ပြောင်းပြန်လာရေးရမလို့မွေးရမလို့ဖြစ်နေကြရောအဲ့ဒါမှကျုပ်မှာအရသာဗျာအရသာဒါကျသူတော်ကောင်းအလုပ်လားတရားသလားဟင်တရားသလားကျုပ်သူတော်ကောင်းမဟုတ်လို့ဓမြဖို့လုပ်နေတာသူတော်ကောင်းအလုပ်လားလို့မင်းလေးချင်းဗျာကျုပ်ဘုရားတကာဥအောင်တယ်လားဓမြခေါင်းဆောင်ဘိုးအောင်တယ်လားသူတော်ကောင်းမဟုတ်ပြီပဲခုအချိန်ကြီးခမ ्या ကိုကျုပ်လက်ဖြားနဲ့တောင်းမတို့သေးဘူးဒါပေမဲ့သူတော်ကောင်းမဟုတ်တဲ့လူတွေထဲမှာလေကျုပ်ဟာတရားဆုံးအယိုးဆုံးကြနေသေးတယ်ဗျအမေရှစ်တော့ဘလူးခါအောင်ပါတော့အသက်သိခါမှာပေါ့ပါကြည့်သားမှာ
ဘယ်နဲ့တော့ဒေါ်လာကြီးနေပါလဲဟမ်အမေကတယောက်တည်းဒေါ်လာကြီးနေတာကျုပ်ကတို့ပြရစီစမ်းမရစီလို့ပြောလို့ကျုပ်ဟာကျုပ်ကြီးကန်းထားပုံသဘောသားကြီးပုံပြောပြတာပါဗျာဟုတ်ကဲ့တော့ဟောရံဖို့ရင်စရာပဲခင်ဗျားကကျုပ်ကိုရံလူလိုသဘောထားရင်ခင်ဗျားကိုကျုပ်ရံလူလိုသဘောထားမယ်ဗျာဟောသမီးသေများသေးလေးရောလားမသိဘူးလူစိုးတွေဆိုစိတ်ချရတာမဟုတ်တနေ့ကျတပ်ပလိုက်ကြမှာတပ်ပြစ်လိုက်မယ်များတွေးမပူစမ်းပါနဲ့တော်တော်ရဲ့မဖြစ်နိုင်ပါဘူးတော်တော်ပူတာကတစ်မျိုးကျွန်တော်ပူတာကတစ်မျိုးငါပူတာကငါသမီးကလေးကိုအတင်းအာရမမတရားကြံစီမှာငါကပူတာဒင်းတို့ကလူစိုးလူမိုက်ဆိုတာဆဲချီတာမဟုတ်ဘူးမောင်ရဲ့အဲ့ဒါကျွန်တော်ကပူတာတပ်ပြစ်မယ်ဆိုတာဖြစ်ကိုမဖြစ်နိုင်ဘူးသူ့အလိုမပါတော့တပ်ပြစ်ချင်တပ်ပြစ်မှာကွသူကဓမြကိုလူကိုတောင်သတ်လာတဲ့အကောင်ဟုတ်လားကွကဲကားတက်သွားလိုက်မှာတော့မြောက်ဝင်ဒီမှာဆန်လုတ်ကလေးနဲ့တော့တောက်လိုက်ပါလားဟဲ့ချတယ်ဟဲ့လားလူမကိုင်းပါနဲ့သိလဲသိပါလို့စိတ်ညစ်ရစိုးရင်လို့ပါဗျာမတော်တဲ့သဘောနဲ့စမ်းတယ်လို့မထင်ပါနဲ့သနာမနဲ့သားပါနဲ့ဆရာရဲ့သိရင်မြုပ်ပြည့်လိုက်ယုံပေါ့ဗျာမင်းဘယ်နဲ့ပြောတာလဲကွာကျမ်းမာလာရင်ပြန်ဖို့ကိုစိတ်ကူပါသူတထူးတလောက်စိတ်ချင်းနဲ့ကိုချင်းဖြစ်ရင်လည်းမကောင်းပါဘူးကွာအားရှိတာအောင်အစားမစားတော့အရင်ဘယ်နဲ့တော့ပြန်ဖို့မလဲဆရာကြီးရဲ့ဆမလဲဆန်လို့ပြေးဒီလိုမှပေါ့ဗျာအားရှိမှမြန်ပြန်ဟုတ်ကဲ့ဟုတ်ပြီကျွန်တော်တွေးစမ်းမယ်နော်ဘယ်လိုမှမအောင်မယ်ဟာလားမမြင်ပါထားလေကျွန်တော်ထူပေးအောင်လားနေပါလိကိစ္စမရှိပါဘူးကျွန်မထားပါမယ်မမြင်ပါဘယ်နဲ့ဖြစ်တာလဲဒုက္ခဒုက္ခမအောင်ဒုက္ခပါပဲကွာဟောမတော်တဆလိမ့်လဲသွားရင်ငါကတ်တယ်နဲ့တူးနေတော့မယ်မမြင်ဝင်ဘယ်နဲ့နေပြီလဲမမြင်ဝင်ထိုင်ပါလူသွားလူလာတွေစောက်ချောင်းနေတာဘိုးအောင်နေတော့ရခိုင်ဘက်ကိုကူးသွားပြီထင်တာပဲကြိုးစားကြသမ်းပါအောင်ဗျာဘာလို့နဲ့9လတောင်ကျော်သွားပြီနောက်ကပတ်ကျွန်တော်ကိုယ်တိုင်လက်ခဲ့ပါမယ်သိနိုင်ပါဘူးဗျာအားတင်ပါကျွန်တော်ဆရာဝန်ရအောင်ခေါ်ပေးမယ်မားရဲဆိုရင်ဆက်ပြန်ပို့မလို့ပါကျမ်းမအောင်ကြိုးစားထားပါသိနဲ့ကြည်ကြည်လေးနဲ့ထားကြပါနော်မသိခင်လားမမင်းနဲ့တွေ့ရအောင်ကြံပေးပါမမြဝင်အလိုပြေးပါစေအခုဆရာဝန်ခေါ်လို့မှမထူးဘူးဆိုတော့ကျွန်တော်ကိုအစိုးရဖမ်းရင်ဖမ်းမိကျွန်တော်ကိုယ်တိုင်အိမ်အရောက်လိုက်ပို့ပါမမြဝင်
ခုတန်းကြီးခံပြီးတော့ဆရာဝန်အကူတော့ခံစေခြင်းနော်ကျွန်တော်တောင်းမှမရသေးဘူးဥပလူနဲ့ဥစဉ်မတော့ခေါ်လာညာလာရဲ့ယူဆိုင်လက်စမ်းပါလားဟာလားလူမမအော်ရင်ကောင်းရင်လည်းတင်းကြီးခံလိုက်ကြပါလေနော်ဆရာမင်းမလည်းကြည့်ပြောထားပါဦးကျွန်တော်ကျေးဇူးဆက်ပါသိကြပါဆရာကြီးသိကြပါလူမမာကဆဲလို့သူလို့မကငါပါကိုချစေခွက်တင်းကြီးခံနေမယ်ငါကြမ်းမရင်တော့မြန်မြန်ပြန်ရတော့မယ်လို့စိတ်ထဲမှာအောက်မယ်နော်ဟုတ်လားစိတ်ချမ်းသာထားစမှာဆရာပြေးဆိုင်လေနော်သက်ချက်သွားခွက်ပူးမနေပါနဲ့စိတ်ကတော့မယ်ဟုတ်လားခိုင်တော့ပါဒီမှာမင်းစာမိုးကခဏခဏကြားတယ်ကောင်မင်းတော့အလုပ်တစ်ခုခိုင်းရလိမ့်မယ်ကွာဘာလုံများပါလိမ့်တော့ထိုင်ပါဘောင်းတင်းကိုဖမ်းပေးနိုင်ရင်စုငွေ1000နဲ့ကွာမင်းသားကလည်းစာမိုးကခဏခဏကြားတာနဲ့သူ့ပဲဖမ်းခိုင်းရမှာမယ်ဘာကိစ္စပါလဲဗျာလူမမတယောက်အလော30ဖြစ်နေလို့အစိတ်ဆရာကြော့ဘယ်လောက်ဝေးလဲဘာယောဂါလဲဗျာလူမမကပေါင်းတယ်လေငှက်ဖျားဖြစ်ပြီးတော့တနေ့တခြားယောဂါတိုးလာတယ်ဟာပေါင်းတယ်ဆိုတော့သိဝေးတာပဲဗျာညအချိန်လဲဖြစ်နေတော့လိုက်နိုင်မယ်လို့မထင်ဘူးဗျာဆရာခြေထွက်တရားယူပါဆရာလိုက်ခဲ့ကောင်းပြီလေဒီလောက်ဝေးဝေးကြီးကျောက်ဘယ်တော့မှမလိုက်ဘူးခင်ဗျာအားနာလို့သာလိုက်ရတာညအချိန်လည်းဖြစ်နေတယ်ရှာစင်မော်တက်ပြီတော့ကျုံမလိုက်နိုင်ဘူးဗျာခင်ဗျားတို့ခြေကြွပြန်ယူကြပါတော့ကျောက်ကအစိုးရကျုံဖြစ်နေလို့နှစ်ဖက်ကအလုံးမဆင်းနိုင်လို့ရှိရင်ခင်ဗျားတို့ပေါ်အမှုပတ်ကုန်ပါလိမ့်မယ်ရှင်ပါဆရာကိစ္စမရှိပါဘူးဆရာရဲ့ကြည်လားဒါဘာလို့လဲလို့အစိုးရဥပဒေကိုကြောခိုင်းနေတယ်ဘုံအောင်နေဆိုတာမြင်မှုလားဆရာငွေအေးကမနှဲရဘူးလူမမအမနာအရေးကြီးနေတယ်ဆရာလိုက်ခဲ့ပါဟာပြလာကြပြီထင်တယ်ဟေးဆရာအထက်တော့ပါဆရာကြီးသမားဦးလုံးမပြေမြို့ဆရာဝန်ဦးအေးအားလူနာကိုခေါ်သွားရာယခုတိုင်ပြန်မလာခြင်းပလိပ်ပဲဆရာတွင်အတော်လှုပ်လှုပ်ရှားရှားဖြစ်၍အရေးတကြီးစုံစမ်းရှာဖွေသည်မှာ10ရက်ခန့်ရှိပြီဆိုကြောင်းဆရာလည်းဒီနေ့ပြန်မယ်ဆိုရင်ပြန်နိုင်ပါပြီလူမမာလည်းပဲတနေ့တခြားမားလာပါပြီမှားပါပြီအညောင်းအညာပြေအောင်လာခဏခဏလျှောက်ပေးနော်ဟုတ်ကဲ့ဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ဆရာရဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဆရာကိုငွေ400ကြော့ပါအရင်ကျွန်တော်ခြေကြွပေးထားတဲ့ငွေ100နဲ့ဆိုရင်900ရှိပြီနော်ဘယ်နဲ့လဲဆရာရှင်းနိုင်ကြလားကောင်းပါပြီကြာအများကြီးကျေးဇူးတင်ပါတယ်ဟေးကျေးဇူးတင်ငွေ400ပြန်ပေးကြလားကွာမိမနဲ့10လောက်ခွဲတာငွေ400 500ရတယ်ကွာတို့များဒီလိုရမယ်ဆိုဒီကောင်မနဲ့10နှစ်လောက်ခွဲကွာကျမလည်းတပါးလိုက်သွားခြင်းနဲ့ကိုကြီးရဲ့အခုလိုကိုကြီးကခရုစိုက်တာကျမအများကြီးကျေးဇူးတင်ပါတယ်ဘာဖြစ်အောင်မလဲမမြဝင်းရဲ့တင်းကြီးခံပါခကြီးကအင်မတန်ဝေးတာပဲဆင်းနဲ့သွားတာတောင်
နှစ်နှစ်နဲ့တညသွားရတယ်ခကြီးဗျနလန်ထတာဒုက္ခဖြစ်နေပါဦးမယ်ဗျာစိတ်ချပါမမြဝင်ကျမ်းမာလာတဲ့တနေ့ကျရင်ကျွန်တော်လိုက်ဖို့ဆရာသူတပါးနဲ့လိုက်လာရင်မဖြစ်သေးဘူးမဟုတ်လားဆရာ အခုနေဘာဖြစ်အောင်မလဲတကယ်မှအားမရှိသေးဘူး ကဲကိုဘောလူဆရာကိုပြေးအထိခင်ဗျဆင်းနေလိုက်ပို့လိုက် လိုက်တော့ကောင်းကွာသွားလိုက်ပါဦးမဦးအောင်လေ ကောင်းပါပြီကောင်းပါပြီ တကယ်မှလည်းဘာမှမစိုးရင်မှလည်းမားလာပါပြီဆရာသွားလိုက်ဦးမယ်တကယ်မှ ကောင်းပါပြီ မင်းလိုက်တော့အလားတော့ကမျက်နှာပိတ်ပြီးခေါ်လာတယ်မျက်နှာပိတ်ပြီးတော့ပြန်ပို့ပါ ဟိုဦးအချစ်တို့ပါထိုင်ပါအခုလာခဲ့တာတခြားမဟုတ်ပါဘူးဘိုးအောင်တင်တဲ့ကြားရမလားလို့လာခဲ့တာပါပဲဘိုးအောင်တင်နေတဲ့နေရာတော့ဆရာကောင်းကောင်းသိမှာပေါ့နော်အဲ့ဒါသိခက်တာပဲဥပချစ်ခေါ်သွားတော့ကလည်းမျက်နှာအဝတ်စီးပြီးတော့ခေါ်သွားတယ်ပြန်ပို့ပြန်တော့လည်းပဲမျက်နှာကိုအဝတ်စီးပြန်ပို့တော့လမ်းနေပါလေဘာမှမမှန်ပြီးခဲ့ဘူးဆရာကိုဘုံတင်ခေါ်သွားတာဘာကိစ္စဘယ်လိုမှမလုပ်ဥပချစ်ရဲ့ဇလီလောင်းပေါ့ဗျသူမမှန်လို့လားခေါ်တာပေါ့အခုတောင်မှသူတဘာတိလိုက်ဖို့ပြောတာပဲသို့တော်လည်းပဲဘိုးအောင်တင်ကကျန်းကျန်းမာမာဖြစ်တော့မှပြန်ပို့မယ်ဆိုတာနဲ့သူကမြနေခဲ့ရကြတာပဲမမော်ရေလက်ဖက်ယူလိုက်ဒါနဲ့အခုနဆရာပြောတော့မာပြီဆိုပို့ချင်မှပို့မှာပါဗျာလူဆိုးစကားဆိုတာယုံရတာမဟုတ်ပါဘူးကျွန်တော်တို့တောင်းနေချဖို့ပဲလို့တော့တာ အကိုကြီးကျမဘယ်တော့ပြန်ပို့မှာလဲ ဖြည်းဖြည်းတော့ပြန်ပို့တာပေါ့ဗျာနည်းနည်းအားရှိပြီးကျမ်းမာလာပါလေကျုပ်ပြန်ပို့မယ်ဆိုရင်ပို့မှာပါပဲဗျာစိတ်ချပါဆရာဒီမှာပလိတ်ကိုရှုပ်ချက်ခန့်နေတာပဲအဲ့ဒီအကြမ်းကျွန်တော်တို့လွတ်အောင်ပြေးလာတယ်ဆရာဒီမှာဆရာမှားလိုက်တဲ့ပစ္စည်းတွေကဲဗျာကြည့်ပါဦးခမည်းဝတ်ဖို့မှားလိုက်တဲ့ပစ္စည်းက ကျမဒီမှာကြာရှည်မနေနိုင်ဘူးမားလာပြီအစတော့ကတိရှိတယ်မို့လားမားလာရင်ပြန်ပို့မယ်လို့ ကျုပ်ကလေးကိုကျုပ်မဖြစ်ပါဘူးဗျာသို့ပေမဲ့မမြောင်ဝင်းကိုသိပြီးစိတ်မချသေးဘူးမတော်တဆအေးမိပြီးပြန်လဲရင် ဟာဟိုကျမဘာဖြစ်ဖြစ်ဒီတော့မှကျမကြာရှည်မနေနိုင်ဘူး ကျွန်တော်မမြောင်ဝင်းကိုစိတ်ကောင်းအောင်ဘာမှလည်းမလုပ်ပါဘူးဘယ်နဲ့ချက်ချင်းစိတ်ဖောက်ပြန်သွားတာသောတော့ပြောပြောရှင်းရှင်းနဲ့ဗျာခင်ဗျာ ဘယ်တော့မှပြောရှင်းရှင်းမရှိဘူးဘယ်တော့ပြန်ပို့လဲလို့ပို့နိုးနဲ့စောင့်နေရတာ မမြောင်ဝင်းကအခုလိုချက်ချင်းပြန်တော့မယ်ဆိုတော့ကျွန်တော်တို့မှဟာပြီးတော့ကျင့်ကြံခဲ့တော့ ဟင်ဟုတ်တယ်ရှင်တို့အပြင်းပြောင်တစ်စက်လုံးပြောတော့ချက်နေရမှာလားအခုဘယ်တော့ကြာသွားလဲ ခင်ဗျာဟိုရောက်သွားရင်ဥပချင်းနဲ့မင်္ဂလာဆောင်အောင်ပါပေါ့နော် ဟင်ဒါဘာဖြစ်တယ်လဲ ဒါကြောင့်အရေးကြီးပြန်ရင်းနေတာကိုစဉ်းစားပါဦးဒီခုလိုအပြိုဘဝနဲ့နေရတာ ဟိုစိတ်နေတာကစိတ်တောင်တွေလိုက်ချင်တာပဲပြန်ဖို့ပါဆိုတော့ခရီးလာပြန်မပို့စားမလို့တာလည်းလူများကို ကဲဗျာနေ့သွင်းနေကျုပ်ပြန်ဖို့ပါမပြန်သေးခင်စိတ်ချမ်းသာတာနဲ့နေတာကြည့်ပြရကျွန်တော်အများကြီးတောင်းပန်နေဗျာဆရာကြီးဘာပြုလို့လဲဒီမကောင်းလို့လားမမြောင်ဝင်းပြန်မယ်ဆိုလို့ငါရင်ထဲမှာဘယ်နဲ့နေမှမသိဘူးကွာသူမရှိရင်ငါတော့တေးရမလို့ဖြစ်နေ တက်တဲ့ဒုက္ခမဟုတ်တာဘူးဒုက္ခလုံနေတာကိုဆရာကြီးရဲ့ကိုယ့်လက်ခုပ်တွင်းနေတာရေပဲဟာ သူကမင်းကတော့လောင်းကွာငါလိုလူဆိုးဖို့ကိုဘယ်နဲ့လုပ်ပြီးမြင့်တာရှိပါ့ခက်ပါပဲကွာ ခင်မဆရာလေးကြီးဆရာကြီးရေမရှိတဲ့ချောင်းနှာခေါင်းသာပေါ်ပြီးသေးတဲ့ချောင်းတော့တာပဲနေရာတိုင်းသူတော်ကောင်းစိတ်ဝင်းဝင်တာလုံးနေဒါနဲ့များဓမြဖို့ဖြစ်တာများကျွန်တော်အောက်ပါရဲ့ဆရာကြီးဟာ မဖြစ်ပါဘူးကွာသူမကြိုက်တာဇွတ်လို့လို့ရလေမတရားဘူးကွာ ဟမ်အော်လူကတိုက်ခဲ့တဲ့ဟာတွေကတော့တရားတော်နဲ့ညီတာကိုဒီမှာလေဆရာကြီးဒီကိစ္စမျိုးမှာကြက်ဖခဲ့သူကြည့်လိုက်စမ်းပါဆရာကြီးရဲ့
ကြက်ဖတ်ဟာကြက်မကူကြိုက်သလားမကြိုက်ဘူးလားလို့မေးနေတာမျိုးမဟုတ်ဘူးဇွတ်အတင်းအာဓမသိထားပဲဆရာကြီးဒီမှာဆရာကြီးသုံးတယ်လို့လည်းမထင်လိုက်ပါနဲ့သူ့မှာလင်းရှိမရလည်းမဟုတ်သူကအပြိုပဲဟာများတဲ့နောက်သူချစ်လာရမှာပါပဲဟာမဖြစ်ပါဘူးကွာဒီမှာဆရာကျဲလိုက်စမ်းပါအဆုံးပြလိုက်စမ်းပါဆရာကြီးမင်းလည်းပေါ့ဘာဖြစ်ရမှာလဲဆရာလင်မယားဖြစ်တာမူလာရေးဆွဲပါကြမ်းဖို့မယ်တူတူပြောပါမင်းနဲ့တူခက်တယ်မမြောင်ခမကြည့်ရတာတမျိုးကြီးပါဘာဖြစ်နေတာလဲဟိုကျိုးရှင်းရှင်းနေသားမှာဗျာလို့ဘာဖြစ်နေတာလဲမမြောင်မယ်ခင်ဗျားလည်းပြုံးပြုံးရှင်းရှင်းနေပါဗျာလာပါဒီညမျိုးစားရမယ်မဲခင်ဗျားတည့်ရက်တက်တာပဲဗျာဟမ်ဖက်တော့မလုပ်နဲ့ဘယ်နဲ့လဲဟမ်မလုပ်နဲ့ငါလည်းရန်တော့မပြန်ချင်ဘူးကွာသူ့ရထောင်ကိုပြန်ပို့ဖို့မင်းစီမံတော့အကိုကြီးရဲ့ညမှားပါပြီဒီဘယ်နဲ့ဖြစ်ကြဟင်ဒါပဲဖြစ်ကြတာဘာလို့ကလဲကျုံနေမို့ကြောက်လာလာနဲ့မှားသွားမိပါသိထိသွားမှာဆိုဟောပါလေထိုးလိုက်တာကျေးဇူးရှင်ကိုမြတ်ပြင်ထားမိပြုရှင်လည်းလို့ပြုပါမြတ်ခံပါတော့အမြောက်ဒီအကိုကြီးခင်ဗျားပြန်နိုင်ပြီပြန်ပြီတော့သူ့တပည့်လိုက်ပို့နေမှာခင်ဗျားအကိုကြီးကိုပြုစုပေးပြတဲ့အောင်ညမပြန်ပြသေးနဲ့မလေးအများကြီးကျေးဇူးတင်ပါတယ်မမြောက်ဝင်ပြန်ကန်လေးမှဒီလိုစေတနာကောင်းပေါ်တယ်ဆိုတာကျုပ်သေးတောင်မမေ့ဘူးလို့ရတဲ့ကျုပ်ကုသိုလ်နဲ့ကျုပ်ရှိပြီစီပဲခင်ဗျားပြန်มาတာပြန်ဒီကလေးမကိုကောင်းကောင်းမွန်မွန်ပြန်ဖို့စီမှာဒါပဲခင်ဗျားတို့မမြောက်ဝင်ကိုခုလိုဒီခေါ်လာမှာကျုပ်သဘောထားကြီးကြီးနဲ့ညာတာကုန်ပြီးခဲ့တာမဟုတ်သေးဘူးဟိုအရင်ကလေးကကျုပ်ညာခဲ့ဘူးလေခင်ဗျားမှတ်မိမှာမဟုတ်ဘူးဒီမှာမမြောက်ဝင်တို့အင်းအမှုချမ်းရှိတာမှတ်မိတယ်အဲ့တော့ကျုပ်တဲ့မြတ်မှားပါပြီကိုကြီးရဲ့အမိုက်မအောင်ခွင့်လို့ပါမလေးလောက်ချပါဦးမယ်ဘယ်ရအောင်ပြန်နေကောင်းလို့ချက်ပါဒီလိုကြီးတဲ့တွန်းနေလို့မဖြစ်သေးဘူးဆရာရဲ့တနေရာကစောက်ပြီးတော့ဖမ်းမှနေရာကြလိမ့်မယ် duty is duty ဟမ်ငါဆေးကပဲကောင်းလို့လားလုံမာလေးအပြုစုကောင်းလားတို့ဆရာကြီးမျက်နှာကြည့်ရတာတော့မကြီးသေးတော့တညက်တော့ဘက်ကွက်ဒီကမရောက်သေးလို့မသေးတာနော်ညစိတ်တိုးလို့ထိုးလိုက်တာလည်းမဟုတ်ပါဘူးကိုကြီးတကောလုံးဘူးထူပြီးရောင်ပြီးတော့ထိုးမိတာဒါပေမဲ့လို့ထိုးလိုက်တော့ကတော့ဖြည်းဖြည်းလေးပါကိုကြီးစိတ်ထိုးလိုက်ရင်လည်းဗျာငါဒီလိုနေနိုင်တော့မလဲခုလောက်ရှိရင်ခင်ဗျားနောက်ကအသင်းဘဝနဲ့တကောက်ကောက်လိုက်နေအောင်အဟုတ်ပါကျုပ်ငကိုစိတ်နေစိတ်ထားရဲ့မမြောင်ဝင်းကိုဂရုစိုက်ပုံညာတာပုံတွေရဲ့
နောက်ပြီးတော့ကျုပ်မျိုးရိုးဇာတိကစားပြီးဇတ်စုံခင်းပြရင်နေတယ်ဗျာ ပြောပြဖို့မလိုတော့ပါဘူးကိုကြီးရဲ့အကိုကြီးသဘောထားပြေသွားတာကိုမြတ်အပြည့်မြင်ပါပဲ ဒါဖြင့်မပြန်တော့ဘူးပေါ့ အကိုကြီးကြာရလုံးလုံးပြောက်တော့မှပြန်တော့မယ်လို့အောင်းမိတာပဲ ဒါဖြင့်ကျုပ်ကမုန်းလုံးပေါ့ မမုန်းပါဘူး မမုန်းရင်ဖြစ်တာနဲ့အတူတူပေါ့နော် ညမှာပိုင်မဲ့သူရှိနေတာကိုအကိုကြီးသိပြီးသားမို့ချစ်တယ်ဆိုတဲ့စကားကိုညမပြောရဲဘူးမမုန်းဘူးဆိုတာကညပြောနိုင်ပါ လုံးလုံးပိုင်နဲ့ကောင်းပိုင်းမှမဟုတ်သေးပဲနဲ့အခွင့်တင်တယ်လို့နောက်မှဖြစ်ပေါ်လာတဲ့အချစ်တစ်ကိုအပြေးလို့မဆိုသင့်ပါဘူးမမြဝင်းရဲ့ ကိုတစ်ဖက်သားကသစ္စာနဲ့စောင့်နေခဲ့ညကမေတ္တာမဖြတ်ပါကြဘူးကြပါမိန်းမသားတယောက်ဖြစ်နေပါဘူးဒီတော့ဆုပ်လဲစုစားလဲယူဆိုတဲ့ဘဝမျိုးမရောက်ရအကိုကြီးက ဟင်အကိုကြီးကပဲလျှော့ပါလို့ဆိုချင်တာပေါ့ဟုတ်လား ဟုတ်ကဲ့တို့ပဲတဲ့အကိုကြီးကိုမမုန်းပါဘူးအကိုကြီးကျေးဇူးကိုညဘယ်တော့မှမမေ့ပါဘူးညပေါ်မှာဘီယူဆိုင်ကြီးအနုအတာခန္ဓာတွေညအသေးထဲမှာဆွဲထားပါတယ်ညအပေါ်မှာချစ်ခင်ကျင်လာတဲ့အကိုကြီးမြတ်တာကိုညအသေးထဲမှာမမုန်းနဲ့ဆွဲထားပါတယ် မမြဝင်းမင်းတော်ဖြစ်ရေးအတွက်ကျုပ်အသေးဆွဲချစ်နေတဲ့မြစ်တာကိုမျိုးသိပြီးတော့လျှော့လိုက်ပါလေဟာကျုပ်လျှော့ပါတယ် အကိုကြီးရဲ့ပြဟာမင်းတော်ဖြစ်ခြင်းကိုညင်းနေတာလည်းမဟုတ်ပါဘူးအကိုကြီးနဲ့တွေ့ရတာသိနောက်ကြနေလို့ပါ ကျုပ်နဲ့တွေ့ရတာအရင်ဆုံးပါဗျာစဉ်းစားစမ်းပါဥပချစ်ကကျုံနောက်ကြပါတယ်ဗျပြင်မှာမမြဝင်းအိမ်ကိုကျုပ်ဓမြတက်အောင်လာတာမှတ်မိသေးရဲ့အဲ့ဒီရွယ်ကမမြဝင်းကိုကျုပ်မြင်းမြတ်တာထားခဲ့ဘူးပါ ညပြီးပါပြီကိုကြီးရဲ့ ကျုပ်နောက်ဆုံးစကားပြောပြတယ်မမြဝင်းဟာကျုပ်ဘဝအဆိုးအကောင်းကိုဖန်တီးနိုင်တဲ့လူတစ်ယောက်ပါပြီးတော့စဉ်းစားပါဦးဥပချစ်ဟာမမြဝင်းနဲ့လွဲရပြီမယ်သူ့မှာအင်းမတန်မျောလင့်စရာများတဲ့ဂုံကြီးရင်ယာရုရှင်ပါဗျမမြဝင်းကိုခေါ်မလာခင်ကသူ့ကိုကျုပ်တရားအတိုင်းမေးခဲ့တယ်မဟုတ်လားအလုတ်ဝတ်တရားနဲ့ဇနီးလောင်ဘယ်ရင်ရွေးမလဲလို့သူအလုတ်ဝတ်တရားကိုသာရွေးလိုက်တယ်ဒါတွေထားပါတော့လေကျုပ်ကိုကျုပ်ပြောပြမယ်ကျုပ်မှာဂုံလုတ်တဲ့ဘဝဆိုတော့အစွဲကြီးစွဲတဲ့ဟောဒီမမြဝင်းကိုမှမရရင်ဒီဘဝကိုမနှမျောတော့ပါဒါပါပဲ အမတာခက်လုံးတော့ညလည်းမစင်းစားတော့ပါဘူးကိုကြီး တို့ဆရာကြီးကလည်းလုံမလေးကိုဖိတ်အရေးယူလာပဲကွာလုံမလေးကိုဝယ်ရမယ့်ပစ္စည်းတွေကလည်းအများကြီးလိုသေးတယ်ယနေ့တဲ့တိုင်အထိဆရာကြီးကလည်းဘာမှလည်းမစွန့်သေးဘူးဆရာကြီးညံ့တာတွေလျှော်တာတွေတော့ဖယ်ထားသမအောင်ဗျာအခုတခါဇွတ်ဝယ်ထွက်ရတာကျုံမျက်စီထဲမှာပြလက်ထိတ်သွဲကျွဲမြင်းနေတယ်ဗျာ မမြဝင်းပြင်းနေထင်ပါရဲ့နော် ပြင်းလာပေါ့အကိုကြီးရဲ့တောကြီးထဲမှာဆိုတော့တိတ်လဲစိတ်ညစ်တာပဲအကိုကြီးစိတ်မကောင်းပါဆိုလို့ ကျုံနဲ့နေရတာစိတ်ပြက်ပြီးညာညင်တဲ့စိတ်တော့ပေါ်လာမှာပါပဲဗျာ အကိုကြီးနဲ့အတူတူနေရတာစိတ်ပြက်တယ်လို့မပြောဝင်ကြပါရှင်ဒါပေမဲ့လို့မမေကိုလွန်တော့တစ်ခါတော့ပြန်ညင်တဲ့စိတ်ပေါက်တာပဲ မမြဝင်းရဲ့ဒီပြန်ညင်တဲ့ဆိုတဲ့စကားကိုဆွဆွလန်းလန်းပြောနေတာကျုပ်စိတ်ထဲမှာဘယ်နဲ့နေမှမသိဘူးပြန်ညင်တဲ့ဆိုတဲ့စကားကိုမပြောပါနဲ့လို့မမြဝင်းစိတ်မကောင်းအောင်လည်းပဲကျုပ်အားရမှာမပိတ်ပင်နေပါဘူးဗျာနှုတ်ရတဲ့ပြန်မဲဆိုတဲ့စကားလေးကိုမပြောခင်မမြဝင်းလက်ချက်နဲ့ခံထားရတဲ့ဟောဒီဒိုင်ဟာလေးကို
ကြည့်သွားပါအောင်တနာခံနေပါတယ်မမြဝင်း အကိုကြီးကလည်းခက်လိုက်တာဘလူကပြန်ဖို့ပါလို့များပြောမိလို့လေအကိုကြီးကိုဟောဒီမိမြကလေရရစစ်စစ်နဲ့ခေါ်သွားနိုင်မယ်ထင်နေသလား မလေးမမြဝင်းကျုပ်ရမတမ်းကြည့်လားစွန့်နေတဲ့အပူလုံးကြီးကျသွားရတာကွကွကွနဲ့တကယ်ပြောနေတာဗျာအောင်နေရာကြလိုက်တာဒီမှာဘုံနဲ့တပည့်ပြဒီတော့ဟင်ဟုတ်လားဘယ်နဲ့ဟိုကောင်းလို့အောင်လာသမောင်မင်းဆရာပဲမလဲကျောက်မသိဘူးကျောက်သားတော့ပြလိုက်ကျောက်ဘယ်တော့မှမပြောဘူးဟင်မင်းကလားဟင်ကဲခင်ဗျားကလည်းမှန်မှန်ပြောမပြောရင်ခင်ဗျားကဒုက္ခရောက်တယ်ငါပဲသိမလဲကွယ်ဒီလူတွေကိုငါသက်ဆိုင်ရလို့ဆင်းနေလိုက်ပို့တာဘာမှမသိဘူးဟဲ့ဒီမှာမင်းဆရာကိုဖမ်းဖို့လာတာမဟုတ်ပါဘူးကွာတို့ကမတ်မြတ်ဝင်းကိုပြန်ခေါ်ဖို့လာတာပါမင်းကလည်းကွာမတ်မြတ်ဝင်းခေါ်ဖို့ဆိုရင်တယောက်တည်းလာပါလားဗျအခုတော့ခင်ဗျားတို့လူတွေအများကြီးနဲ့ကျုပ်မပြောတော့ပြောဘူးရမပြန်တော့ပြောဘူးကျုပ်တက်ပြလိုက်ကျုပ်မပြန်ဆိုခင်ဗျားတို့ဘယ်တော့မသိဘူးအေးကွာမင်းမယုံဘူးဆိုရင်တို့နှစ်ယောက်တည်းပဲလိုက်ခဲ့ပါမယ်မင်းဆရာကိုဖမ်းဖို့တဲ့ငါမှမမြတ်ဝင်းကိုတွေ့ဖို့ပါအရေးကြီးတယ်ဆိုတာမင်းလည်းအသိသားနဲ့ပလိတ်တွေပြန်လုပ်မယ်ဆိုရင်ကြောက်ရှိမှလို့ကြောက်ကြည့်နေမှာတလောက်တော့မင်းမယုံသေးဘူးလားကွာကဲမင်းတို့ပြန်ကြကဲသွားကြဟေးလက်ရနာမတို့ပြန်မရလို့ရှိရင်မင်းတို့တောင်းနေမိလိုက်ခဲ့ကြညကူတူတော်တော်ဆိုးတယ်လင်းနာနှစ်ဖက်နေရတယ်လူစားမျိုးနဲ့တူးနေတော့တာဟာဗျာကျုပ်ဖက်ပဲတစ်ဖက်ကဖိနေလိုက်သမှာစဉ်းစားမနေသမှာနဲ့ဘယ်နဲ့လဲမမြဝင်ကျုပ်ပေါ်မှာတော့စဉ်းစားကြရမလိုပါဘူးဗျဟဲ့ဘုံတဲ့လက်မြောက်လိုက်ရကိုကြီးအမလေးကိုကြီးဘာမှမဖြစ်ဘူးသွားတော့ကွာဝင်ကြတာကွာခွေးမာသားကြီးဝင်သူ့ဘာလက်ထက်ကလိုက်ရနေကောင်းမလားဟဲ့နေကြည့်တယ်အောက်ကိုလဲမကြည့်နဲ့လဲတော့မလဲနဲ့အစားတော့ပြည့်လိုက်မလားဘာရအောင်လဲကွာပြရအောင်ကွာကိုရမင်းဘာမလုပ်နဲ့ဘာချေမနဲ့လေကျိုးလုံးလုံးပြပြမရှိဘူးလားဟမ်ကိုကြီးမြောက်တနိုင်ကိုချစ်ကိုပြန်လွတ်လိုက်ပါမြတ်ကိုကြီးကိုတောင်းပါပါတယ်ရှာကြီးစိုင်းအပ်ပါမစိုင်းရှာကြီးနဲ့တို့နဲ့ကွဲလိုက်မယ်ဟေးဖြုံးလိုက်ပါအေးပတ်တာကောင်းတယ်ကြာရင်ဒုက္ခပေးနေမယ်လွတ်လိုက်ပါကိုကြီးမြတ်ရှိကိုပါရဲ့မနဲ့လေဘာချစ်ခင်ဗျဘယ်နည်းနဲ့သိချင်တယ်လဲပြောတာအကိုကြီးမြောက်ချစ်တယ်ဆိုမြတ်ရှိကိုတောင်းပါရဲ့ကိုကြီးလွတ်လိုက်ပါပတ်ပါစီမြရဲ့ကိုချစ်သိရင်ပါလေကိုချစ်ချစ်မှာအခုလိုပြောတာသိရတာလည်းတော့ဆိုးနေပါလေအော်ဒီလိုလားသေတာကကောင်းတယ်ဆိုရင်သိနိုင်တယ်ဗျသိနိုင်တယ်ဟာလေးသိနိုင်ပါလေညသွားပြီကိုကြီးကိုကြီး
哇，古代人啥不来这么快？好。ကျုံကလူတစ်ဖက်သားကိုရဲဆက်ဆက်ဘယ်တော့မှဒီလိုလုပ်တာခုလို့ဆိုတော့အမှန်တနာစရာကောင်းဒီမှာကျွတ်တို့နေလို့မဖြစ်တော့ဘူးဗျမနေ့ကတခြားပြောင်းရလိမ့်ခင်ဗျားတို့သွားအသင့်ပြင်ထားကြသွားကြသွားတာပေါ့ရှင်လိုလူနဲ့ကျမဘိန်းနဲ့မှတူတူမနေနိုင်ဘူးကျမမှတတ်ပလိုက်မသိအောင်မထင်လို့လားအေးလေငါမသိတော့လဲဒီရဲ့ဂျိုးထင်တာပေါ့ငုံနေပါနဲ့ဗျထားပါနီးလေးပါလေတုံးအောင်တားပါရှင်ကျမစားပြောပါနဲ့လာလေးဦးမချစ်နီးနှောင်းအောင်ဟဲ့ကိုရှိဒါပေမဲ့ခင်ဗျားတို့ဒီနာညာရင်းချင်းပြန်ရမယ်ဗျကျုပ်တစ်ပတ်လေးတီးသွားရင်အလကဒုက္ခများနေတယ်ဦးနော်ကိုရမတတ်ဘူးပေါ့မမြဝဲကျုပ်နောက်ဆုံးတစ်ခုပဲမေးမယ်ဥပချင်းနဲ့ကျုပ်ဘယ်လိုရွေးမလဲတခွန်းနဲ့ပြောပါမမြဝဲရဲရဲတာပြောပါဒီနေရာမှာခမရမြတ်တာကိုကျုပ်သိရမှာမမြဝဲအပေါ်မှာကျုပ်ဘယ်လောက်ကောင်းတယ်ဆိုးတယ်ဆိုတာမမြဝဲအသိဆုံးပဲနေပါဦးဥုံတယ်နဲ့မမြဝဲနဲ့ဟာချစ်ကြိုက်နေကြပါလားဥပချစ်ကိုပြောရမှာအားလဲနဲ့ရှက်လဲရှက်မျက်နှာလဲပူတယ်ဒါပေမဲ့ကာယကံရှင်ကပြောတော့သိရပါလိမ့်ညအပေါ်မှာအနွန်တာခံပြီးကောင်းထားတဲ့ကျေးဇူးတွေကိုဘယ်တော့မှမမေ့ပါဘူးကျုပ်ဒါပြောတာမဟုတ်ဘူးဥပချင်းနဲ့ကျုပ်ဘယ်သူ့ပေါ်မှာပို့ပြီးမြတ်တာထားတယ်ဒါမင်းနေတာဘယ်ဝိပြောတာမလို့ချင်းဘူးတယောက်စလုံးကိုမြတ်တာအတူတူပါပဲဒါပေမဲ့ကိုချစ်အပေါ်မှာသစ္စာမဖောက်ပြသေးနဲ့မြတ်ဟာမျိုးကောင်းယူကောင်းကဆင်းသက်လာတယ်မိမတယောက်တော့ကျုပ်နားလဲပြီသိချက်စရာကောင်းတယ်ဗျာဒီမှာခမရလည်းအောင်ခမရမေးပလားကျုပ်မှဒါပဲအဖတ်တင်ကြရင်ခဲ့တာပေါ့လေဟမ်ဟုတ်လားအကိုကြီးကိုမေတ္တာမထားနိုင်စရာမရှိဘူးဆိုတော့အရင်ကလည်းပြောဘူးပါအကိုကြီးကိုမေတ္တာပို့ထားဖို့တဲ့ကိုချစ်အပေါ်မှာသစ္စာပို့ဆောင်မှုကညမှာသိအရေးကြီးနေပါတယ်နေပါဦးမြရဲ့ခုမြနဲ့ဥုံတယ်နဲ့တန်ရောစင်ညှိတွဲနေကြပြီဆိုကြပါတော့ကိုချစ်ကိုသစ္စာမဖောက်ချင်လို့ဥုံတယ်ကိုချစ်ရဲ့နဲ့စိတ်ဆင်းရဲခံပြီးလိုက်ရမှာဖြစ်နေကိုချစ်မခေါ်ရပါဘူးကိုချစ်ဟာညရဲ့စိတ်ဆင်းရဲမှာဘယ်တော့မှမလုပ်ချင်ဘူးခုကိုချစ်ဟာဒီတောကြီးတောင်ကြီးတဲ့နေဘူးမရှောင်မိုးရွာမရှောင်အစင်းရဲ့ပင်မခံလိုက်လာတာဥုံတင်ကိုဖမ်းကျင်လို့မဟုတ်ပါဘူးညအတွက်ပဲသေးဆိုပြီးဒလကြမ်းလိုက်လာခဲ့တာပါတို့ပြီတဲ့ဒီမှာလဲတန်ရောစင်ညှိတွဲနေမိကြရင်ဖြစ်လေစိတ်ဆင်းရဲမခံပါနဲ့တော့နေရခဲ့ပါဗျာနေရခဲ့ပါဒီမှာကိုချစ်မြတ်အခုပြောမယ့်စကားကိုတိတိကျကျဝေးပါမှာမြတ်ဟာမလိန်တတ်ပါဘူးအကိုကြီးဟာမြတ်အပေါ်မှာစိတ်ထားသဘောထားကောင်းတဲ့လူတစ်ယောက်ဒီလောက်အနေကြားလာတော့သူ့ကိုမြတ်မေတ္တာမသက်ဝင်မနေမိဘူးမြတ်ဟာပုထုဇဉ်မှာသူ့ပြီးတဲ့မြတ်ဟာစင်ကြယ်တယ်ကိုချစ်နဲ့နှစ်ယောက်သဘောတူထားတဲ့မေတ္တာကိုသစ္စာစောင့်အကိုကြီးကိုမေးကြည့်သူကိုယ်တိုင်ကလည်းမြတ်အပေါ်မှာသစ္စာစောင့်နေလူတစ်ယောက်ပါ
ကိုချစ်ဟာမမျောလင်းမဲနဲ့အခုရောက်လာတယ်မြတ်ဟာကိုချစ်ကလွဲလို့တခြားလူတယောက်လည်းမမြတ်မြတ်တာကိုမပုံမြင်ဘူးအဲ့ဒါနဲ့မှအကိုကြီးကိုမနှောကတက်တဲ့နဲ့မြတ်တာတက်မိရမလားလို့ကိုချစ်ကမြတ်ကိုမုန်းနေတယ်မုန်းသွားတော့မြတ်ဟာပစ္စာစောင့်နေမြတ်ပစ္စာစောင့်နေဆိုတာနတ်ကြားတွေအကုန်သိပါတယ်မြတ်ရဲ့ကိုချင်းတရားမပြတ်ပါဘူးဒါပါပဲခင်ဗျားတို့အားလုံးဟာကျုပ်လက်ခုပ်တွင်းကရေဖြစ်နေတာတောင်ကျုပ်ဘလောက်ညာမမြဝင်းအပေါ်မှာဆိုကျုပ်ဘလောက်ကောင်းထားတယ်ဆိုတာအထူးပြောစရာမရှိတော့ဘူးဒါနဲ့တောင်မမြဝင်းကကျုပ်အပေါ်မှာတန်မိုးမထားဘူးဒီလိုလည်းမပြောပါနဲ့ကိုကြီးရဲ့မြတ်မှာအခက်ကြလုံးလို့မြတ်တခုရှင်းပြပြစီကိုချစ်ခဏထိုင်မအောင်မြတ်ကိုခေါ်လာကြတော့ကကိုချစ်ဖမ်းထားတဲ့6လုံးမြုပ်အတွက်နဲ့ခေါ်လာခဲ့တာမဟုတ်လားအဲ့ဒီ6လုံးမြုပ်ကိုပြန်ပေးပြီးယူရင်မပေးနိုင်ဘူးလားဩဒီလိုလားတဲ့ဟုတ်ပါလားမမြဝဲရှင်ကျုပ်ကခင်ဗျာရက်စက်နိုင်မှာဘူးဟင်ကောင်းပြီဥပချစ်ပြေးတယ်နော်ခင်ဗျာရွေးယူသူကျုံမှလည်းဒီကနဘာမလာဘူးဒီကနမှုနဲ့ပတ်သက်လို့ကျုပ်အရေးမီလို့ပဲထားရင်မပြေးနိုင်ဘူးလားဦးအောင်လေဒီကနခုပြန်မပြေးနိုင်ဘူးမမြဝဲခင်ဗျာလိုက်မသွားဘူးဒါပဲခင်ဗျားတို့ကျုပ်လက်ခုပ်ထဲမှာဗျာဟမ်သိရလားကျွန်တော်တခုဝင်ပြောပြရစီတယောက်ကိုတယောက်အပြစ်ပြောမနေကြပါနဲ့တော့သုံးယောက်စလုံးကန်ဆန်းနေတယ်ဗျာကန်စီမန္တာကိုခံရစီခြင်းတယ်ဟဲ့နေလေဗျာဘာလဲဘာကန်ဆန်းကျွန်တော်ပြပြပါမယ်ဆရာကလည်းလက်ကမာလေးတစ်ထည့်ခဏပြီးတော့ဟိုဦးနေကလည်းလက်ကမာလေးတစ်ထည့်ကျွန်တော်ခဏပြီးကဲငါနှမကလည်းမျက်နှာအဝတ်စီးရမှာဟောဒီပေါ်ဝါပြီးနှစ်ထည်ကိုချထားမယ်ငါနှမကကန်တရားထားပြီးတော့ဘာလဲဘာကန်ဆန်းကျွန်တော်ပြပြပါမယ်ဆရာကလည်းလက်ကမာလေးတစ်ထည့်ခဏပြီးတော့ဟိုဦးနေကလည်းလက်ကမာလေးတစ်ထည့်ကျွန်တော်ခဏပြီးကဲငါနှမကလည်းမျက်နှာအဝတ်စီးရမှာဟောဒီပေါ်ဝါပြီးနှစ်ထည်ကိုချထားမယ်ငါနှမကကန်တရားထားပြီးတော့ဆွဲမိတဲ့ဘဝရှင်ဟာငါနှမရဲ့ဖူးစားရှင်ပဲတတ်တယ်လေမကောင်းဘူးလားခင်ဗျာဒါကံအတိုင်းပါပဲတယောက်ကိုတယောက်ကံစီမံတဲ့အတိုင်းကျင့်တတ်ကြမယ်ဆိုတာဂတိပြုကြစေချင်ပါတယ်အေးလေကောင်းတယ်ထင်တယ်လို့လုပ်ပေါ့ဘယ်နဲ့လဲဥပချစ်ကတော့သဘောတူလို့လားကျွန်တော်လည်းမပြောတတ်တော့ပါဘူးဗျာကြည့်တာလုပ်ကြပါတော့ကဲလုံးပါကလုံးကျုပ်ရှုံးရင်ရေးနေလိုက်မယ်ကျုပ်နိုင်ရင်ခင်ဗျားတို့မျက်နှာမပြတ်ကြနဲ့အကုန်ဒုက္ခများသွားမယ်သိလားကိုချစ်သဘောတူရဲ့လားတူမတူတယ်ပြောနော်နောက်တော့မြအပေါ်မှာစိတ်နဲ့တောင်အပြစ်မတင်အောင်သိလားတူပါတယ်မြရင်ကံစီမံရပါပဲကဲဒါဖြင့်မျက်နှာကိုအဝတ်စီးရလိမ့်မယ်ဒီပဝါဇနှစ်စကိုကိုယ့်ပြစ်ပေါ်မှာတွားတင်ထားမယ်ပထမဆုံးတွေ့တဲ့ပဝါဇကိုဆွဲပြီးတော့ဟောတာကဥပချစ်ဟောတာကဥအောင်တင်ကိုကြီးလက်ကပါလားကျွန်တော်တို့မိုးတီတို့ညာရင်းကြီးပြန်မှာဖြစ်မဲ့ထင်တယ်ဆရာဒါဖြင့်ကျွန်တော်တို့ပြန်ဖို့ခွင့်ပြုပါတော့ဦးအောင်လေ
သူတို့ကိုပြည်နာထိလိုက်ပို့လိုက်ခင်ဗျားတို့ကြုတ်ပြရနားလေလား အဲ့ကွာသိပါပြီပို့တော်မဆရာကြီးရဲ့နှုတ်ဒီကောင်ဒီဘဘလုံးမစေလဲကွာ ဟိုရှည်လိုက်ကြဗျာသွားဆင်ပြလိုက် ကျေးဇူးတင်ပါတယ်ဦးအောင်တယ်ဥပချေခင်ဗျားကျုပ်ကလက်ရဖမ်းရင်ဖမ်းသွားနိုင် ဦးအောင်တယ်ဟာလူဆိုးနာမည်ထွက်ပြီမယ်လူဆိုးမဟုတ်တဲ့ပင်ကိုစိတ်နေစိတ်ထားကတက်ပိတ်ခံပြီးသားပါဦးအောင်တယ်ကိုနောက်ထပ်အနှောက်အယှက်မပေးလို့ပါဘူးကျွန်တော်တို့ပေါ်ကောင်းထားတဲ့အတွက်လဲဘယ်တော့မှကျေးဇူးမမေ့ပါဘူးဗျာ အကိုကြီးကျေးဇူးကိုမြဘယ်တော့မှမမေ့ပါဘူး မလိုပါဘူး မမသွားတော့တော့မမတော့မညီမလေးရဲ့ ဆရာမတော်တော့ဘလို့ပါလဲဆရာတပည့်ကိုသနာပါဦး အကိုကြီးရဲ့ဒီလိုမလုပ်ပါနဲ့အကိုကြီးရဲ့မမအနင်းကိုအကြိုက်သားပဲသူ့လေလိုက်လာတော့သာပြန်လိုက်သွားတာပါကိုကြီးရဲ့ ဒုက္ခခင်ဗျာမင်းစဉ်းစားစမ်းကွယ်ငါတို့ကတဲအကြောင်းဆိုးပါဘယ်နဲ့ပြောလောကကြီးမှာပြောနေဖို့အင်မတန်ခဲရင်တယ်ငါမမြောင်ဝင်းကိုပြုံးနဲ့မင်းနိုင်တိတ်ခဲရင်သွားပြီ ကိုချစ်ကတစ္ဆာဆိုခဲ့တယ်နော်မြတ်ကမဆိုဖြစ်ဘူးဒါပေမဲ့မြတ်ကိုယ်တိုင်တစ္ဆာဆိုခဲ့တယ်လို့တစ္ဆာစောင့်သိနေဆိုတာသိကြပြီမဟုတ်လားမြတ်ကမမမင်းကစားပဲနော်ကိုချစ်ရဲ့ဘိုးဘေတဲ့တမင်းညမိမလို့ခေါ်ခံရတာတဲ့တော်မိမတယောက်အဖြစ်မျိုးနဲ့ကိုမျိုးရိုးကိုမတင်ရအောင်အထူးကိုစိတ်ကိုဆုံးမပြီးထိမ့်သိမ့်နိုင်ခဲ့တဲ့တစ္ဆာကိုစောင့်နေပါတယ်ဒီစကားအတိုင်းမှန်ပါရဲ့ညတို့လင်မယားနှစ်ယောက်စလုံးချမ်းချမ်းသာသာနဲ့အိုအောင်မင်းအောင်ပေါင်းအောင်ပါစေညကတစ္ဆာတိုင်းပေးပါတယ် ဟေးဆရာကြီးရောကွာဆရာကြီးကိုလည်းပြစ်မထားကြနဲ့စိတ်ကြီးကြီးနဲ့သူ့ကိုယ်သူအစားတုံးလောက်သွားမှဆိုရတယ်ကွာ ဆရာကြီးကလည်းစိတ်ရင်နေတော့သူ့နားလည်းကျွန်တော်မကောက်ဝင်ဘူးဗျအခုပဲနားပုံတက်သွားတယ်နားပုံစောင့်ကြည့်လိုက်မှာပေါ့ဗျာ နန်းပုံငါလည်းပဲသူ့ဆရာကြီးကိုသူအများကြီးပြီးစိုက်ပါတယ်